whole food, refined food, processed food ဆိုတာမခွဲတတ်သေးတဲ့မိတ်ဆွေတွေအတွက်ဒီနေ့ဒီဗီဒီယိုကရှင်းရှင်းလင်းလင်းပြောပြပါမယ်ပထမဆုံးကျွန်တော်တို့ whole food ကိုပြောမယ် whole food ဆိုတာဘာလဲဆိုတော့တဘာဝအရာသူ့ရဲ့ငကိုတွေကပုံတံကိုပြောင်းလဲမှုမရှိဘူးဥပမာကျွန်တော်တို့ဒီပြောင်းဘူးဆိုရင်ပြောင်းဘူးပြင်ကနေဒီတိုင်းကြီးချိုးလာခဲ့တာဘာပုံတံမှပြောင်းလဲမှုမရှိထားဘူးပြောင်းဘူးကဒီပြောင်းဘူးအဖူးလိုက်တိုင်းပဲအဲ့ဒါကို whole food လို့ခေါ်တာဒီထော့ပတ်တီးကကျွန်တော်တို့တစ်ပင်ပေါ်ကနေချိုးလာခဲ့တဲ့ဟာခူးလာခဲ့တဲ့ဒီအသီးအလုံးလိုက်ဒီအသီးအဲ့ဒါကိုကျွန်တော်တို့ whole food လို့ခေါ်တယ်ပြီးလို့ရှိရင်ဒီခါချက်ဥကလည်းကျွန်တော်တို့မြေကြီးအောက်ကနေတူးလာပြီးတော့မှဒီတိုင်းစေးကြောပြီးတော့မှထားတဲ့ဒီအလုံးလိုက်ဒီဟာကိုကျွန်တော်တို့အရာအလုံးကို whole food လို့ခေါ်တယ်သူ့ပုံတံဘာမှမပြောင်းလဲဘူးအာဟာရလည်းပြောင်းလဲမှုဘာမှမရှိဘူးအာဟာရအရှိဆုံး processed food မိတ်ဆွေတို့ဒီ processed food ဆိုတဲ့အရာကိုကြားလိုက်တာနဲ့လုံးဝကျန်းမာရေးနဲ့မြင်ညွတ်တဲ့အရာဆိုပြီးတော့မှတွေးမြင်တတ်ကြတယ်တကယ်တမ်းတော့မဟုတ်ဘူးဒီ processed food ဆိုတာလည်းသူဘယ်လောက်ထိ processing လုပ်ထားတယ်လဲဆိုတာပုံမှာမူတည်တယ်ဥပမာကျွန်တော်တို့ဒီခါချက်ဥတို့စားမကုန်တဲ့ဒီအတိအရွက်တို့ကျွန်တော်တို့ကဒီဓာတ်လေးနဲ့ cutting လုပ်လိုက်တယ်လုပ်ပြီးတော့မှသူ plastic နဲ့ပိတ်ပြီးတော့မှရေခေတ်တက်တာထဲမှာသူ freeze လုပ်လိုက်တယ်ခဲလိုက်တယ်ဒါကလည်းကျွန်တော်တို့ processing လုပ်လိုက်တာပဲဒါလည်း process ပဲနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီအသီးတွေမကုံတော့တဲ့အသီးတွေဥပမာတချမ်းစားလိုက်တယ်နောက်တချမ်းမကုံတော့ဘူးအဲ့ဒါကိုသူ့ရဲ့အသားလေးကိုထုတ်ပြီးတော့မှ plastic နဲ့ပိတ်ရေခေတ်တက်တာမှာဒါအခဲရိုက်ထားပြီးတော့မှနောက်စားချင်တဲ့အခါပြန်ထုတ်စားမယ်ဆိုတော့လေဒါကိုကျွန်တော်တို့ processing လုပ်လိုက်တာပဲဒါပေမဲ့သူ့ရဲ့အာဟာရတွေကအပြည့်အဝကျန်ခဲ့တယ်နောက်တစ်ခုက highly processed food ဒီအရာကကျွန်တော်တို့ကြောက်ရမယ့်အရာကျန်းမာရေးကိုစိုးကျိုးပေးမယ့်အရာနဲ့ဒီအရာတွေစားများသွားတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်ဝလာစေမယ့်အရာရဲ့မကျန်းမာစေမယ့်အရာဥပမာဘာတွေလဲဆိုတော့ဒီအသားတန်ဘူးတွေနောက်ပြီးကိတ်မုန့်တွေ cookie တွေ instant noodle တွေဒီ supermarket မှာ ready made အနေနဲ့လောက်ထားပြီးတော့မှကျွန်တော်တို့သွားဝယ်လိုက်တာနဲ့အထောက်ဖွင့်လိုက်တာနဲ့အရင်စားကောင်းတဲ့အရာလေးတွေစားလို့ရတဲ့ဒီအရာလေးတွေအားလုံးဒီ highly processed food တွေဖြစ်တယ်ကျွန်တော်တို့စားရဖို့အရေးသူ့ရဲ့ processing ကအဆင့်ဆင့်သွားရလို့သွားရင်းနဲ့နောက်ဆုံးရောက်လာတဲ့အခါမှာသူ့ရဲ့အာဟာရတန်ဖိုးလည်းဘာမှတိတ်မကျန်တဲ့လောက်ဖြစ်နေတဲ့အရာတွေ refined food ကဥပမာကျွန်တော်တို့ဒီသူ့ရဲ့အမြင်တက်တဲ့အာဟာရတချို့ကိုဖယ်ထုတ်လိုက်တာဥပမာဒီဆန်လုံးညိုဆိုရင်ကျွန်တော်တို့က whole food သူ့ထဲမှာဒီ fiber ပြေဝပါတယ်သူ့ကိုစားတဲ့လိုက်တဲ့အခါမှာဆိုပိုက်ပြေးတဲ့ခံစားချက်ရှိတယ် fiber ပါတဲ့အခါကျတော့တဖြည်းဖြည်းနဲ့မှအစာကြေတယ်သွေးတွင်းတကြားတက်ကိုအလုပ်ကြီးတက်မမြင်စေဘူးဒါပေမဲ့ကျွန်တော်တို့ဒီဆန်ဖြူအခုစားနေတဲ့ဒီဆန်ဖြူဆိုရင်သူ့ရဲ့အပြင်ခွန်ကိုထပ်ပြီးတော့မှချွတ်လိုက်တဲ့အတွက်ကြောင့်မို့လို့သူ refine လုပ်လိုက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့တွေးတွင်းတကြားတက်လည်းတက်မြင်တယ်အစာလည်းချေမြင်တယ်ဒါကိုကျွန်တော်တို့က refine food လို့ခေါ်တာအဲ့ဒါတွေရှုပ်တယ်မမတ်ချင်ဘူးလွယ်လွယ်နဲ့ဘယ်လိုမတ်လို့ရတယ်လဲဆိုတော့တဘာဝဟင်းဒီဟင်းရွက်တွေအသားငါးတွေစားတာဒီဒါတွေကအကုန်လုံးတဘာဝအရာတဘာဝကိုမှဘယ်လိုမျိုးပုံစံလဲတိတ်ချစ်တေချာနားမလဲသေးဘူးဆိုရင် okay ဟုတ်ပြီအဲ့ဆိုမြေကြီးကနေတူးလို့ရတဲ့အရာမိုးပေါ်မှာပြင်တဲ့အရာကုန်းနေတက်တော်ရေနေတက်တော်နောက်ပြီးတစ်ပင်ပေါ်ကခူးလို့ရလို့တိုင်းရိုက်စားလို့ရတဲ့အရာတွေအကုန်လုံးတဘာဝလို့ခေါ်တယ်ဥပမာမြေကြီးကနေတူးလိုက်တဲ့အခါကျရင်ဘာရမလဲဒီခါချက်ဥတွေရမယ်ကစုံဥရမယ်အာလူရမယ်အဲ့ဒါတွေကိုအရင်ကြီး processing သွားစရာမလိုရေဆေးပြီးတော့မှချက်ပြုတ်ပြီးတခါတည်းတန်းစားလို့ရတဲ့အရာတစ်ပင်ပေါ်ကနေအသီးတစ်လုံးပန်းသီးတစ်လုံးခူးလိုက်လို့တခါတည်းရေဆေးပြီးရင်တန်းပြီးစားလို့ရတဲ့အရာဒါတွေကတဘာဝအရာအဲ့ဒါကိုမှထက်နားမလဲလို့ confuse ဖြစ်နေသေးတယ်ဆိုရင်ကို့မှာကိုကဒီပေါင်မုံကတဘာဝအစားအစာဟုတ်လားဒီပေါက်စီကအစားတဘာဝအစားအစာဟုတ်လားလို့မေးချင်တဲ့အခါဆိုရင်ကိုပြန်မေးကြည့်လိုက်ဒီပေါင်မုံဒီပေါက်စီတွေကိုလမ်းသွားရင်းနဲ့တစ်ပင်ပေါ်မှာတီးထားတာရှိလားဒါမှမဟုတ်မြေကြီးမှာတူးရင်းနဲ့ပေါင်မုံတစ်လုံးတူးမိသလားပေါက်စီတစ်လုံးတူးမိသလားရေခဲဝုန်းကတော့တစ်ပင်ပေါ်မှာတီးထားသလားဒါမှမဟုတ်မြေကြီးတူးရင်းနဲ့မှတော့တွေ့နိုင်သလားဒီအရာတွေတူးလို့မှမတွေ့နိုင်ဘူးမြေကြီးပေါ်ကနေချိုးလို့မှမရနိုင်ဘူးတစ်ပင်ပေါ်ကနေမှခူးလို့မှမရနိုင်တဲ့အရာတွေအားလုံးဒီတဘာဝအရာမဟုတ်ဘူးလို့မှတ်လို့ရတယ်